တရားဓမ္မဆိုတာဟာရည်သည့်ပုဂ္ဂိုလ်ပဲကျင့်သုံးတဲ့ပုဂ္ဂိုလ်အတွက်အကျိုးဖြစ်ပေါ်စေယုံကြည်တဲ့ပုဂ္ဂိုလ်ဖြစ်သည်မယုံကြည်တဲ့ပုဂ္ဂိုလ်ပဲဖြစ်စေဘုရားဘာသာကိုးကွယ်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်မကိုးကွယ်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဒီတရားလမ်းကြောင်းအတိုင်းလျှောက်လန်းရင်တော့ကောင်းကျိုးချမ်းသာရပါသေးချာတခါတော့ကမြတ်စွာဘုရားကဥထုံပရဆိုတဲ့တုတ်တံဟောထားလို့ရှိလောကလူတွေဟာကိုယ်ွယ်မှုဘာသာတရားအမျိုးမျိုးရှိကိုယ်ယုံကြည်ရာကိုကိုယ်ွယ်ကြတယ်ဟောအဲ့ဒါလူကိုယ်ယုံကြည်ရာကိုယ်ွယ်တော့လည်းပဲလက်တွေ့ကျင့်သုံးတဲ့အခါမှာမှန်ကန်တဲ့လမ်းကြောင်းပေါ်ကရှောက်ပြီးဆိုလို့ရှိရင်မှန်ကန်တဲ့အကျိုးတရားတွေရနိုင်တယ်တဲ့ဥဒ္ဓပရသုတ်တံမှာမြတ်စွာဘုရားဟောထားတဲ့အချက်ကတော့ဥဒ္ဓပရအဲ့ဒီခေါင်းဆောင်လုပ်တဲ့ပြပိုက်ကိုမြတ်စွာဘုရားကဟောထားတယ်အေးငါဟောတဲ့တရားကိုတဲ့မင်းတို့လက်တွေ့ကျင့်သုံးကြည့်တဲ့နောက်ဆုံးမှာ9 ရက်လောက်တစ်ပတ်လောက်လှုပ်ကြည့်မင်းတို့ဘာသာပြောင်းเสียလည်းမလိုဘူးမင်းတို့ဆရာအတိုင်းပဲထားမင်းတို့ရဲ့အယူဝါဒအတိုင်းပဲထားငါပြောတဲ့နီလန်လေးအတိုင်းကျင့်ကြည်စမ်းပါလှုပ်ကြည့်စမ်းပါလှုပ်ကြည့်ရင်အကျိုးရှိလာမှာပါလို့ဒီလိုဟောထားတာလေးရှိတယ်ဒါကြောင့်မို့ဘုန်းကြီးတို့တွေနားလည်ရတာကဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဘယ်လူမျိုးပဲဖြစ်ဖြစ်မှန်ကန်တဲ့တရားလမ်းကြောင်းပေါ်မှာရှောက်မိပြီဆိုရင်ကောင်းကျိုးချမ်းသာရဖို့ရရှိတယ်။ကောင်းကျိုးချမ်းသာမရနိုင်တာကကြောင်းမြန်ပြန်လျှောက်နေလို့မရတာ။သို့မဟုတ်ဆန့်ကျင်နေလို့မရတာ။မဆန့်ကျင်ဘူးဆိုလို့ရှိရင်ဒီလမ်းကြောင်းအတိုင်းသွားမယ်ဆိုလို့ရှိရင်ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဘာလူမျိုးပဲဖြစ်ဖြစ်ဘယ်လိုအတွေးခေါ်ပဲရှိဒီလမ်းကြောင်းပေါ်လျှောက်လို့ရှိရင်ဒီအကျိုးဖြစ်လာမှာပဲဒီလိုဆိုတာနော်အဲ့ဒီလမ်းကြောင်းဆိုတာဘာကိုပြောတာတော့မဂ္ဂင်၈ပါးဆိုတဲ့လမ်းကြောင်းပဲအဲ့မဂ္ဂင်၈ပါးဆိုတဲ့လမ်းကြောင်းပေါ်လျှောက်တဲ့အခါလူသားတွေရဲ့ဘဝဘာနဲ့တိဆောက်ထားသလဲလို့ဆိုရင်ယုံ nant 2 မျိုးနဲ့တိဆောက်တယ်စာလို့ပြောတော့ယုံ nant ပေါ့သို့တော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ရုပ်ဆိုတာအာယုံကိုရယူနိုင်ခြင်းမရှိတဲ့သဘာဝတရားရဲ့နံဆိုတာအာယုံကိုသိနိုင်စွမ်းရှိတဲ့သဘာဝတရားရဲ့အဲ့ဒီသဘာဝနှစ်ခုပေါင်းစပ်ထားတာကြည့်ပဲဘာလူမျိုးပဲဖြစ်ဖြစ်ဘာဘာသာပဲကိုးကွယ်ဒါတူတူပဲသဘာဝနှစ်ခုပေါင်းစပ်ထားတာတွေကြည့်ပဲအဲ့ဒီပေါင်းစပ်ထားတဲ့သဘာဝနှစ်ခုကိုရှုမြင်သုံးသပ်နိုင်လို့သဘာဝအတိုင်းမြင်လာပြီတတ္တဝါဆိုတဲ့အမြင်ဟာပျောက်ကင်းပြီးတော့တကယ်သင်္ခါရတရားတက်တာလို့ဆိုတဲ့အမြင်မျိုးရလာလို့ငါဆိုတဲ့အတွေးတွေငါဥစ္စာဆိုတဲ့အတွေးတွေငါရဲ့ပိုင်ဆိုင်မှုအတ္တဆိုတဲ့အတွေးတွေလုံးဝပျောက်ကင်းသွားနိုင်တယ်ပေါ့အဲ့ဒီလိုတွေးเสียမရှိသဘာဝတရားကိုသဘာဝတရားလို့မြင်ပြီးဆိုလို့ရှိရင်ဒါလမ်းကြောင်းပေါ်ရောက်တယ်လို့ခေါ်တာပဲအဲ့ဒီလမ်းကြောင်းပေါ်မရောက်ရင်တော့မြည်သည့်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်တန်တရားကိုဆင်းရဲလွတ်ဖို့မရှိဘူးအဲ့ဒီလမ်းကြောင်းပေါ်ရောက်သွားပြီဆိုလို့ရှိရင်ဒါအမှန်တရားတွေ့သွားပြီဒါကြောင့်မလို့ဒီမတုပုံနိကသုတ်တံဟာအမှန်တမ်းနည်းနည်းတယ်ခက်ခဲတယ်မြတ်စွာဘုရားဟောတာမြတ်စွာဘုရားကလည်းအကျဉ်းကလေးပဲဟောတယ်သို့တော့အကျဉ်းဟောထားတဲ့တရားတော်ဟာအလုံးအတွက်မှန်ကန်တဲ့လမ်းကြောင်းကြီးတစ်ခုကိုပြထားတာမြတ်စွာဘုရားသခင်ကိုရောမြတ်ကတက်ကတိုင်းကပိလဝတ္ထု
မိမိရဲ့ဇာတိမြို့မှာသရင်သုံးတဲ့အချိန်ဒီကြောရဆိုတဲ့တာဂဝင်မင်းကြီးရဲ့ဥယျာဉ်ကိုဆွေတော်မျိုးတော်တွေကစုပေါင်းပြီးတော့ကျောင်းဆောက်ပေးထားဝယ်ယူကျောင်းဆောက်ပေးထားတယ်ဒီကြောရကိုကျောင်းမှာသရင်သုံးအဲ့ဒီအချိန်မှာမြတ်စွာဘုရားကပိလဝမြို့ထဲဆွမ်းခံသွားပြီးတော့ရှင်းတော့ကနေလိနေထိုင်ရှိတဲ့သဘောတရားကဘယ်လိုလဲလို့ဆိုရင်မြတ်စွာဘုရားရောယဟန်တော်တွေရောမြို့ထဲဆွမ်းခံကြွပြီးလို့ဆုံးဖုံးပြီးတာနဲ့တပြိုင်နက်ကျောင်းထဲမှာမနေကြဘူးအနီးပါးမှာရှိတဲ့တောထဲကိုသွားကြတယ်အဲ့တော့မြတ်စွာဘုရားရှင်ကိုရမြတ်လည်းဆုံးမဖုံးပြီးတဲ့အခါဒီကြောင့်ကျောင်းနဲ့အနီးပါးမှာရှိတဲ့မဟာဝနလို့ခေါ်တဲ့ဟိမန္တာနဲ့စပ်နေတဲ့တောအုပ်ကြီးဘာဖြစ်လို့လဲဆိုတော့ကပိလဝမြို့ဆိုတာအခုခေတ်အနေနဲ့ပြောမှဆိုရင်တော့နီပေါနိုင်ငံထဲမှာရှိတယ်နီပေါနိုင်ငံဆိုတာဟိမန္တာတောင်ခြေမှာရှိတာဟိမန္တာတောင်ကျောမှာရှိတယ်ဒါကြောင့်မို့ဟိမန္တာတောင်နဲ့စပ်နေတဲ့တောအုပ်တွင်းကိုမြတ်စွာဘုရားဝင်ရောက်ပြီးအိုးရှိပင်ကလေးတစ်ပင်ရဲ့အောက်မှာသက်သာတရားနှလုံးသွင်းပြီးတော့ထိုင်နေတယ်နေပိုင်းမှာတပါးတဲ့တစ်ပင်အောက်မှာထိုင်နေတယ်ပေါ့အဲ့လိုထိုင်နေတဲ့အခါမှာကပိလဝမြို့တဲကမြတ်စွာဘုရားရဲ့ဆွေတော်မျိုးတော်တွေကပဲပေါ့သူကိုနာမည်ပေးထားတာတော့ဌန္ဓပါဏိလို့နာမည်ပေးထားတာဘာဖြစ်လို့ဌန္ဓပါဏိလို့နာမည်ပေးတယ်လဲဆိုရင်သူကအမြဲတမ်းဒုက္ခောက်ကလေးကိုင်လမ်းလျှောက်ထွက်တဲ့တိုင်ဒုက္ခောက်ကိုင်ဒုက္ကိုင်တဲ့ဝါဒနာပါတယ်ပေါ့ဆန်းဆန်းကြဲကြဲလှုပ်ထားတဲ့ဒုက္ခလေးကိုင်ပြီးတော့လမ်းလျှောက်တတ်တယ်အဲ့ဒီတာကိဝင်မင်းတယောက်ဟာခါတိုင်းဆိုရင်သူလမ်းလျှောက်ခဲပါတယ်သို့တော့အဲ့ဒီနေ့အညောင်းပြေညာပြေဆိုပြီးတော့မြို့ထဲကထွက်ပြီးတော့အဲ့ဒီမဟာဝနတောတန်းထဲမှာဒုက္ခကလေးနဲ့ထောက်ပြီးတော့ကိုကြည့်ဒီကြည့်လမ်းလျှောက်ရလမ်းလျှောက်ရလာရင်ကနေပြီးတော့အိုးရှိပင်အောက်မှာမြတ်စွာဘုရားထိုင်နေတာနဲ့သွားတွေ့သူကဘုရားကိုကြည်ညိုတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးအဲ့တော့ဘုရားရဲ့အမျိုးတွေကလည်းအကုန်လုံးကဘုရားကိုးကွယ်တာမဟုတ်ဘူးဘုရားရဲ့ဆွေတော်မျိုးတော်ဖြစ်ပေမဲ့လို့ဘုရားကိုမကြည်ညိုတဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့ဒီဌာနပါဏိဆိုတာဘုသူရဲ့တငယ်ချင်းလဲလို့ဆိုရှင်ဒေဝရရဲ့တငယ်ချင်းရှင်ဒေဝရရဲ့တငယ်ချင်းဆိုတော့ရှင်ဒေဝရနဲ့မကြတွေ့တဲ့အခါအလုံးသိကြတဲ့အတိုင်းရှင်ဒေဝထဆိုတာမြတ်စွာဘုရားပေါ်မှာမကျေမနပ်ဖြစ်တယ်အများကြီးမကျေမနပ်ဖြစ်တယ်သူမကျေမနပ်ဖြစ်နေတာတွေကဘာတွေလဲလို့ဆိုလို့ရှိရင်ခုခေတ်အရက်တွေးနဲ့တွေးကြည့်လိုက်ပေါ့အခုလူတွေကကြည့်တော့တာမြတ်စွာဘုရားဆိုပြီးတော့တလေးတစားကြီးရိုးသေးသေးနဲ့မြတ်စွာဘုရားကိုအလွန်ကြည်ညိုလို့ဒီလိုနေကြတာသူတို့ခေတ်ကတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်လူဘော်တော့ကသူတို့တငယ်ချင်းတွေပေါ့ဆွေမျိုးတွေပဲအဲ့ဒီကနေပြီးတရားဓုတရားပြရသာသနာ့ဘောင်ဝင်တော်ဤတရားဓုတရားပြရတဲ့ထူးခြားတဲ့ပုဂ္ဂိုလ်သူတော်စင်တူဖြစ်သွားတာရှိအဲ့တော့ဘုရားပေါ်မှာသူမကြည်ညိုတာအရက်တွေးတယ်ဘယ်လိုတွေးတယ်ဒီဂေါရမဗုဒ္ဓဟာမန္နမယူထားပြီးတော့ကလေးတယောက်နဲ့ပြစ်ထားတယ်ဒါအရာတွေးရင်တော့ဒီတိုင်းပဲတွေးမှာပဲမှန်တယ်ဘုရားဘာသာတွေကြီးညိုတဲ့ပုဂ္ဂိုလ်တွေတွေးတာကြတော့မဟုတ်ဘူးတောထွက်ပြီးတော့တရားကျင့်တယ်ဒီလိုဆိုတာဒေဝရကအရာတွေးလိုက်တဲ့အခါကျတော့သူနမတကယ်ကိုဒီအဲ့ဒီ
သူတို့ခေတ်သူတို့ဒေသမှာအလှဆုံးလို့ဆိုရလောက်ချောမောလှပဒီတဲ့ကြီးပွားတိုးတက်နိုင်တဲ့သူ့နှမကိုယူထားပြီးတော့ကလေးတယောက်နဲ့ပြစ်ထားခဲ့တယ်ဒါသူ့မကျေနပ်တဲ့ဟာတစ်ခုနောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်သူ့တူလေးဖြစ်တဲ့ရာဟုလာကိုလည်းဘာမှမသိသေးဘူးကလေးလေးဘဝနဲ့သင်္ကန်းဝတ်ပေးလိုက်တယ်ဘဝရဲ့တိုးတက်ရေးတွေကိုမလိုလားဘူးပေါ့ဒါအခုခေတ်လည်းပဲဒီလိုပဲတွေးကြမှာပဲနော်ကလေးငယ်လေးကိုခေါ်ပြီးတော့သင်္ကန်းဝတ်ပေးလိုက်မကြည်မနှက်တော့ဖြစ်နေမှာပဲမိဘတွေကဘာလို့လဲဆိုတော့ပညာသင်ရအောင်မှာအင်ဂျင်နီယာကြီးဖြစ်မှာဆရာဝန်ကြီးဖြစ်မှာနဲ့တွေးမှာပေါ့အဲ့တော့အဲ့ဒီခေတ်တုန်းကတော့လည်းစัจ जा မင်းကြီးဖြစ်မှာဆိုတဲ့အတွေးရှိတာဟိုအဲ့တော့အဲ့ဒါအတွက်လည်းသူမကျေနပ်ဘူးမကျေနပ်ဘူးဒါလည်းမကဘူးသူကိုယ်တိုင်ကမြတ်စွာဘုရားပေါ်မှာတန်ရောစဉ်ရှိတန်ရောစဉ်ရှိဆိုတာတစ်ဖက်ကဆိုရင်ညီကိုတော်တယ်ပေါ့ဘာဖြစ်လို့ညီကိုတော်တာတော့လို့ဆိုမြတ်စွာဘုရားမေတော်နဲ့သူ့ရဲ့ခမည်းတော်ဒေဝရရဲ့ခမည်းတော်သုပ္ပဗုဒ္ဓတို့ဆိုမောင်နှမအရင်ကြီးပဲရှိသေးတယ်မြတ်စွာဘုရားမေတော်မာယာနဲ့ဒေဝရရဲ့ခမည်းတော်သုပ္ပဗုဒ္ဓမောင်နှမအရင်ကြီးကမွေးထားတယ်ညီကိုတော်ဝမ်းခွဲပဲအဲ့ဒါလို့ဆွေတော်မျိုးတော်ဖြစ်နေတော့အန်ရောစင်လည်းရှိအဲ့တော့တန်ရောစင်ရှိလို့ရသော်ဗျာနောက်ကနေလိုက်ပြီးတော့သာသနာပေါင်းဝင်ရန်ခံပထမတော့ကတော့အကောင်းပဲတေဝရကလည်းတရားဓမ္မကျင့်ကြံကြိုးကိုအထုတ်လို့နောက်ဆုံးမှဇန်နေဘိညာဉ်တွေတောင်ရသမထကျင့်စဉ်အောင်မြင်တဲ့ဇန်ဘိညာဉ်တွေရအဲ့လိုရပြီမဲ့လို့သူစိတ်ဓာတ်ကဘာဖြစ်လာလဲနဲ့ဆိုနာမည်ကြီးခြင်းနဲ့ထင်ပေါ်ခြင်းလာတယ်သူ့ကိုကိုးဝယ်တဲ့ပုဂ္ဂိုလ်တွေများခြင်းလားအဲ့ဒါကိုပပိစ္ဆလို့ခေါ်အောက်တန်းကြတဲ့အတွေးတွေသူတွေးလာအဲ့လိုတွေးလာတဲ့အခါမှာတရားတို့တရားမြတ်ကိုလိုက်စားဖို့ဆက်ပြီးတော့တရားအထုတ်ဖို့ဒီအလုပ်မလုပ်တော့ဘဲနဲ့သူကဘာလုပ်လာလဲလို့ဆိုဘုံတို့ကိုချီးဖို့သူကြိုးစားလာနောက်လိုက်တော့ပရိသတ်တွေစုပြီးတော့သူကထင်ပေါ်ကြော်ကြားခြင်းလားအဲ့တော့ထင်ပေါ်ကြော်ကြားဖို့ကြိုးစားလာအဲ့ဒါလို့ကြိုးစားလာတဲ့အချိန်မှာသူ့ရဲ့လောက်ရက်တွေကိုမြတ်စွာဘုရားကမနှစ်ချိုက်ဘူးဘာဖြစ်လို့တော့ဆိုတော့သူတော်ကောင်းတွေအလုံးမဟုတ်ဘူးသာသနာပေါင်းဝင်ပြီးတော့ယန္တရားအထုတ်တယ်ဆိုတာအလိုနီးရမယ်တရားဓမ္မကိုသာမြတ်လို့ရမယ်ကျန်တဲ့စိတ်ဓာတ်တွေမထားရဘူးအဲ့ဒါလို့မဟုတ်ဘဲနဲ့အောက်တန်းကျတဲ့အတွေးတွေနဲ့ဒီလိုတွေးလာတဲ့အခါကျနောက်ဆုံးမှသူ့ရဲ့လောက်ရက်တွေကတော်တော်မမရွယ်နေလောက်လာအလုံးသိကြတဲ့အတိုင်းမြတ်စွာဘုရားပေါ်မှာမကျေနပ်မှုတွေများလာတဲ့အခါကျဘုရားကိုလှုပ်ကြံတပ်ဖြတ်ဖို့ထီအောင်ကြိုးစားလာအဲ့ဒီအဆင့်ထိရောက်လာမြတ်စွာဘုရားကလည်းသူ့ကိုဗာပြောတော့ဆိုဒီဝတ္တတအလုံးစိတ်ထားအနေနဲ့အောက်တန်းကြတယ်ရုပ်မာတဲ့အလိုစိုးတွေရှိတယ်ဒါကြောင့်မို့သူ့ဘဝလမ်းကြောင်းကတော့တည်ရင်တော့အပင်ငရဲပဲသွားတော့မှာပဲကုစားလို့မရနိုင်တော့ဘူးပြင်လို့မရတော့ဘူးလို့ဒီစကားမျိုးကိုပြောတာဒါပြောတာလည်းသူ့ကိုတနာလို့ပြောတဲ့သဘောပြင်စေခြင်းနဲ့မပြင်ဘူးအဲ့ဒါလို့လည်းမြတ်စွာဘုရားပေါ်မှာမကြည်မနှက်စကားတွေကိုသူကပြောလို့ရှိတာအဲ့တော့ပြောလို့ရှိတော့ခုနကဒုက္ခနဲ့လမ်းလျှောက်လို့ရှိတဲ့ဌန္ဓပါဏိလို့ခေါ်တဲ့တာဂဝေမင်းကဒေဝရရဲ့တငယ်ချင်းဆိုတော့သူစကားတွေနားဝင်နေမြတ်စွာဘုရားအပေါ်မှာသူကသိပြီးတော့จิตနှချင်းနှစ်ချက်ချင်းမရှိအထ
ထင်မြင်လွဲနေတယ်ခုခေတ်လည်းဒီလိုပဲဖြစ်တတ်တာပဲတူတယောက်ကနေပြီးတော့ပြောထားလို့ရှိရင်ဉာဏ်တဲ့ပုဂ္ဂိုလ်တွေကအထင်မြင်လွဲတတ်တယ်ဆိုတာရှိတာအထင်မြင်လွဲတတ်တယ်သူကလည်းရှင်တေဝရကပြောထားတော့သူဖျားပေါ်မှာအထင်မြင်နေလွဲတယ်အထင်မြင်လွဲလို့သူလမ်းလျှောက်ရင်တပြင်းအောက်မှာထိုင်းနေတယ်မြတ်စွာဘုရားကိုတွေးတဲ့အခါသူရှင်မခိုးဘူးဘုရားကိုကြည်ညိုစိတ်မရှိဘူးရှင်မခိုးဘူးဒါပေမဲ့လို့ဆွေမျိုးသားချင်းလည်းဖြစ်တယ်ပေါ့လောကလူတွေဟာယဉ်ကျေးမှုဆိုတာရှိတယ်လေတူနဲ့တူတွေးဆုံတဲ့အခါမှာနှုတ်ဆက်တယ်ကျမ်းမာကြောင်ချမ်းသာကြောင်မေးတယ်ဆိုတာဒါဘယ်သူပဲဖြစ်ဖြစ်လောက်ရတဲ့ကိစ္စတစ်ခုပဲပေါ့အဲ့တော့မြတ်စွာဘုရားနဲ့တွေ့ဆုံတဲ့အခါမှာသူရှ िख ိုးဝှချခြင်းမပြုဘဲနဲ့ကျမ်းမာကြောင်ချမ်းသာကြောင်မေးမြန်းပြီးတော့ဘုရားကိုသူကခနဲ့တက်လှုပ်ပြီးတော့မေးခွန်းမေးတယ်နော်ဟိုမလေးမစားနဲ့အယူသိမပေးပဲနဲ့သူမေးခွန်းမေးတယ်ဗာမေးလဲလို့ဆိုရင်ကိန်းဝါတိတမနောခိဘက်ခိုင်သူမေးတဲ့မေးခွန်းကအရှင်ဘုရားဘယ်လိုဝါဒရှိတယ်လဲဘာဝါဒရှိတယ်ခိဘက်ခိုင်ရှင်ဘုရားဟောပြောတာဘာလဲဘယ်လိုဝါဒကိုဆုပ်ကင်ထားပြီးတော့ဘာတွေကိုဟောတာလဲလို့မေးတာသူသိချင်လို့မေးတာမဟုတ်ဘူးတမင်ခနဲ့တက်မေးတယ်မေးကုန်ပဲအဲ့လိုမေးတဲ့အခါကျတော့မြတ်စွာဘုရားကလည်း तू သိချင်လို့မေးတာမဟုတ်ဘူးဆိုတာဘုရားကသိတခါတရံကျတော့လူတွေမှလည်းပဲဒီလိုအပေါ်ယံနေပဲကြည့်လိုက်ရင်အကဲခတ်လို့ရတာလည်းရှိတာပေါ့မြတ်စွာဘုရားဆိုတာကျတော့အတွင်းစိတ်ထီအောင်သိတယ်ပေါ့လူတွေမှတခါလေမေးခွန်းမေးပြီဆိုရင်စမ်းကျင်လို့မေးတာရှိတယ်လေသိချင်လို့မေးတာလေကြီးမဟုတ်ဘူးစမ်းကျင်လို့မေးတာရှိတယ်တစ်ဖက်သားကိုကြောက်ချခြင်းလို့မေးတာရှိတယ်ခနဲ့တက်မေးတဲ့မေးခွန်းတွေရှိတယ်ဒါမျိုးတွေရှိတာအဲ့တော့ဒီသာသဝင်မင်းကလည်းမြတ်စွာဘုရားကိုသူကသိချင်လို့မေးတဲ့မေးခွန်းမဟုတ်ဘူးသူမေးတာအဲ့လိုမေးတော့မြတ်စွာဘုရားကသူနားမလည်တဲ့စကားလုံးနဲ့ဖြေလိုက်တယ်ဖြေတဲ့စကားလုံးနဲ့ဒါပေမဲ့တရားဓမ္မအနေနဲ့ကအလွန်လေးနက်တဲ့တရားဖြစ်တယ်မြတ်စွာဘုရားဖြေလိုက်တဲ့စကားကတော့အမှန်တမ်းလေးနက်တယ်ကိဝါတိကိုရောဘာကိုခေါ်တာလဲလို့ကိုရောရဲ့အယူဝါဒကဘာလဲလို့ပြောတဲ့အခါမြတ်စွာဘုရားဖြေတဲ့စကားကငါရဲ့ဝါဒကတခြားမဟုတ်ဘူးတဲ့လောကမှာဘသူတူတယောက်နဲ့မှငင်းခုန်เสียဖြစ်ပေါ်လာနိုင်ခြင်းအကြောင်းမရှိတဲ့ဝါဒကိုငါဆုတ်ကိုင်ထားတယ်ဘသူနဲ့မှငင်းเสียမရှိတဲ့ဝါဒကိုငါဆုတ်ကိုင်တယ်ငါဝါဒကဘသူနဲ့မှအငင်းမပွားတဲ့ဝါဒလို့ပြောလောကမှာဝါဒတွေနဲ့ပတ်သက်ပြီးတော့အငင်းပွားတယ်လေဘာသာတရားတွေနဲ့လည်းပတ်သက်ပြီးတော့အငင်းပွားတယ်သူ့ဘာသာကမှန်တယ်ငါဘာသာကမှန်တယ်ဘာသာတရားနဲ့ပတ်သက်အငင်းပွားအမြင်နဲ့ပတ်သက်အငင်းပွားအယူဆနဲ့ပတ်သက်အငင်းပွားဟိုမြတ်စွာဘုရားကငါဝါဒဟာလောကမှာဘသူတူတယောက်တည်းမှာညင်းစရာမရှိတဲ့ဝါဒလို့ဒီလိုဟောလာအဲ့တော့ဒါကလွယ်မယောင်နဲ့ခက်တယ်နဲ့မယောင်တိမ်မယောင်နဲ့နဲ့တဲ့စကားတစ်ခုပဲပေါ့ဘယ်လိုဝါဒဆိုတာအတိအကျမပြောဘူးလေလောကမှာဘသူနဲ့မှငင်းခုန်စရာမရှိစေတဲ့ဝါဒမျိုးငါဝါဒပဲနောက်အရှင်ဘုရားဘာကိုဟောတာလဲလို့မေးတဲ့မေးခွန်းကြတော့သူကဘလို့ဖြေတုံးဆိုမြတ်စွာဘုရားဘလို့ဖြေတုံးဆိုကာမဂုဏ်အာယုန်တွေနဲ့လွတ်လပ်သွားပြီးတော့လွတ်လွတ်ခင်းခင်းနေထိုင်တဲ့သူတော်စင်သူတော်မြတ်ဘာသာတရားနဲ့ပတ်သက်ပြီးတော့တန်တရားမရှိจิตကြကြုတ်ကုတ်အထောက်အမဲ့လမ်းစဉ်နဲ့ပတ်သက်ပြီးတော့တန်တရားမရှိဘူးစိတ်တောကဆိုတာလည်းလုံးဝမရှိဘ
ယ်ဘဝမျိုးကိုမှတွေ့တာမှုမရှိတဲ့ပုဂ္ဂိုလ်မျိုးကိုတဲ့ကိလေသာဆိုတဲ့အထင်အမြင်တွေဟာဘယ်တော့မှသူ့တဏ္ဍာမှာမရှိဘူးတဲ့အဲ့ဒီကိလေသာအထင်အမြင်တွေမရှိချောင်းဖြစ်တဲ့တရားကိုငါဟောတယ်။ဘာတရားလို့ပြောနော်။ဘာတရားလို့ပြောကာမဂုဏ်အာယုန်တွေနဲ့လွတ်လွတ်ကင်းကင်းနေထိုင်ပြီးတော့ဒုလောတွေးတောယုံမှချင်းဆိုတာမရှိဘူး။အခုလောကမှာဆိုတာလေဘယ်ဘာသာကကောင်းလဲဘယ်ဘာသာကမှန်လဲတကယ်တွေးမယ်ဆိုတန်တရားဖြစ်เสียတယ်မတွေးတဲ့လူတွေကသာသွတ်မိတ်ယုံနေတာဟုတ်တကယ်စူးစမ်းဆင်ခြင်တတ်တဲ့အသိဉာဏ်ရှိပြီဆိုရင်ဒါတန်တရားဖြစ်เสียတယ်အများကြီးပဲပေါ့။နောက်ပြီးတော့လူတိုင်းဟာတောကဆိုတာရှိအလုံးဟာလူတွေကတောကနဲ့နေကြတာတောကကင်းတဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးတချို့ပြောတယ်အေးစီးပွားရေးတွေအဆင်ပြေနေတယ်ဘာတွေအဆင်ပြေငါတောကမရှိရှိတာကောရှိမှမသိတာပဲတောကဆိုတာလူတိုင်းဟာပူပန်မှုဆင်းရဲမှုပြန်တွေးကြည့်လိုက်ရင်စိတ်မအေးစရာတွေအများကြီးဒီပုဂ္ဂိုလ်ကတော့ကာမဂုဏ်အာယုန်တွေနဲ့လွတ်လွတ်ကင်းကင်းနေတဲ့အပြင်မှာစိတ်မအေးစရာဆိုလို့သူ့မှာတခုမှမရှိဘူးမရှိုံနဲ့မကဘူးဘယ်ဘဝအပေါ်မှာတွေ့တာမှုမရှိဘူးအဲ့တော့ဒီလိုစိတ်မအေးရတာတွေကဘုန်းကြီးတို့တွေကဘာဖြစ်နေလဲဆိုဒီဘဝမျိုးလိုခြင်းဟိုဘဝမျိုးလိုခြင်းကိုရရှိထားတဲ့ဘဝကိုမကျေနပ်လို့ထိတဲ့ကောင်းတဲ့ဘဝကိုမျောလင့်နေကြတဲ့ပုဂ္ဂိုလ်တွေရှိတယ်မျောလင့်နေကြတဲ့ပုဂ္ဂိုလ်တွေအလုံးဟာဘဝကိုမျောနေဒီကနေ့အခြေအနေတဲ့နက်ပံအခြေအနေပိုကောင်းလာလိမ့်မယ်လို့မျောနေတော့ပဲမနစ်ကဟုတ်လား2010ခုနှစ်ကုန်သွားတော့2011ခုနှစ်ကျရင်ပိုကောင်းလာလိမ့်မယ်လို့မျှော်တာပဲအဲ့ဒီလိုဘဝနဲ့ပတ်သက်ပြီးတော့တွေ့တာမှုတွေရှိနေသမျှတော့တောကဘယ်တော့မှကဲမှာမဟုတ်ဘူးတဲ့အဲ့ဒီဘဝနဲ့ပတ်သက်လာတဲ့မျှော်လင့်မှုတွေတွေ့တာမှုတွေမရှိပြီဆိုတဲ့ပုံကိုယ်တွေမှာတဲ့လောဘနဲ့ထင်မြင်ယူဆချက်တွေဒေါသအတွေးနဲ့ထင်မြင်ယူဆချက်တွေမာနအတွေးတွေနဲ့ထင်မြင်ယူဆချက်တွေဟာဘယ်တော့မှသူ့ရဲ့စိတ်ထဲမှာရှိမှာမဟုတ်ဘူးတဲ့အဲ့ဒါလို့မရှိစေတတ်တဲ့အကြောင်းတရားမျိုးကိုငါဟောတယ်ဒီလိုဆိုလိုတာကဘဝကိုမလိုလားအောင်ငါဟောတယ်တောကတွေကင်းပြီးတော့စိတ်နှလုံးအေးချမ်းအောင်ငါဟောတယ်ကာမဂုဏ်အာယုန်တွေကနေပြီးတော့လွတ်လွတ်ကင်းကင်းဖြစ်တော်အောင်ငါဟောတယ်ငါဟောထားတဲ့တရားအတိုင်းလိုက်နာကျင့်သုံးလို့ရှိသို့လို့တွေးတောပြီးယုံမှစရာမရှိဘူးဘာလို့ယုံမှစရာမရှိတော့ကိုယ်တိုင်သိတာကိုယ်တိုင်သိတဲ့ပုဂ္ဂိုလ်ဆိုတာယုံမှစရာမရှိဘူးယုံမှစရာရှိတယ်ဆိုတာကိုယ်တိုင်မသိလို့ကိုယ်တိုင်လက်တွေ့မြင်ထားတဲ့ပုဂ္ဂိုလ်တွေကဘာမှယုံမှစရာမရှိဘူးဆိုတော့လမ်းမသိလို့လမ်းမရတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဒီလမ်းဟုတ်ကလားမဟုတ်ဘူးလားဆိုတဲ့ပုဂ္ဂိုလ်တွေကလမ်းသိတဲ့ပုဂ္ဂိုလ်လားလမ်းမသိတဲ့ပုဂ္ဂိုလ်လားလမ်းသိတဲ့ပုဂ္ဂိုလ်ကြတော့အဲ့ဒါလို့သို့လို့တွေးတောမှုရှိသေးလားရှိဘူးကိုသွားနေကြလမ်းဖြောင်းတာအဲ့ဒါလို့ပဲအဲ့ဒါလို့မှန်ကန်တဲ့တရားဓမ္မတစ်ခုဒီအကြောင်းတရားတောကတွေအေးပြီးတော့နော်စိတ်နှလုံးငြိမ်းချမ်းပြီးဘဝကိုတွေ့တာတဲ့အတွေ့အတာတွေပြုတ်သွားအောင်ဖြစ်ပေါ်စေတတ်တဲ့အကြောင်းတရားမျိုးကိုငါဟောတယ်လို့ဟောဒီလိုဖြေလိုက်တာအဲ့တော့သူမြတ်စွာဘုရားဖြေတဲ့ပါဠိကနည်းနည်းလေးစကားအဓိပ္ပာယ်ဒါချုံပြီးတော့ပြန်ပြောပြဘုရားဖြေပုံပါဠိလေးကဘယ်လိုဖြေလဲလို့ဆိုယထာဝါဒီခောအာဟုသောတတ္တိဝကေလောကေတမာရကေတပြမကေတတ္တမနဗြမဏိယပဇာယတတ္တိဝမနုဿာယနခေနစီလောကေဝိကရှဒိဋ္ဌတိအဓိပ္ပာယ်ကလောကကြီးမှာဆိုတာလောကဆိုတာလူသားတွေတည်းမကဘူးဘာသာရေးသမားတွေတည်းမကဘူးတတ္တဝါတွေအားလုံးနတ်တွေရောဗြမာတွေရောလောကမှာရှိတဲ့တတ္တဝါတွေအားလုံး
အသိဉာဏ်ရှိတဲ့တတ္တဝါတွေအားလုံးပါဝင်တဲ့လောကကြီးမှာတဲ့ဘယ်သူနဲ့မှငြင်းခုန်เสียမရှိတဲ့ဝါဒငါးပါးဘယ်သူနဲ့မှငြင်းခုန်တာမရှိဘူးဒီလိုဖြေလိုက်တယ်ဘယ်သူနဲ့မှငြင်းခုန်เสียမရှိတဲ့ဝါဒမျိုးကိုငါဆုပ်ကင်ထားတယ်အဲ့တော့ဘာသာတရားနဲ့ပတ်သက်ပြီးတော့အငြင်းပွားနေတယ်ဆိုတာဟာဒီအစစ်နဲ့တရားပေါ်မှာအငြင်းပွားတာမဟုတ်ဘူးအခြေခံမှာအငြင်းပွားနေတာအခြေခံမှာအငြင်းပွားနေတာကြည့်လေဘယ်လိုနေရာမှာအငြင်းပွားတော့ဆိုကြည့်လောကလူသားတွေကိုဘယ်သူကဖန်ဆင်းတယ်လဲဆိုတဲ့ပုံမှာအငြင်းမပွားဘူးလားဟောတယ်ဘယ်သူဖန်ဆင်းတာလဲတို့ဘဝကိုဘယ်သူကအုပ်စိုးထားတယ်လဲဟောဘယ်လမ်းကလျှောက်ရမလဲဘာလို့ရင်ကောင်းတယ်လဲမကောင်းဘူးလဲဆိုဒီပုံမှာအငြင်းပွားနေတာလေအဲ့ဒီပုံမှာသာအငြင်းပွားတာအမှန်တရားလို့ဆိုတဲ့နောက်ဆုံးအဆင့်မှာအငြင်းပွားစရာမရှိဘူးအဲ့ဒီအငြင်းပွားစရာမရှိတဲ့တရားမျိုးအငြင်းပွားစရာမရှိတဲ့ဝါဒမျိုးကိုငါဆုပ်ကိုင်ထားတယ်လို့ဒီလိုခေါ်တယ်ဟောနောက်တစ်ခုရဲ့မေခွန်းရဲ့အဖြေကိုဖြေတော့ယထာစပနာကာမေဟိဝိတံယုတ်တံကာမေဟိဝိတံယုတ်တံဆိုဝဋ္ထုကာမကိလေသာကာမလို့နှမျိုးရှိတယ်ဒါဘယ်လူမျိုးဖြစ်ဖြစ်ဘုန်းကြီးတို့တွေမှာကာမနှမျိုးရှိဘာလဲဆိုရင်လိုချင်စရာအာယုန်တွေဟာကာမအဲ့ဒီလိုချင်စရာအာယုန်တွေကိုလိုချင်တဲ့လောဘဟာလည်းကာမပဲလိုချင်စရာအာယုန်တွေကိုဝဋ္ထုကာမလို့ခေါ်တယ်လိုချင်စရာအာယုန်တွေကိုလိုချင်တဲ့တဏှာကိုကိလေသာကာမလို့ခေါ်တယ်အေးဝဋ္ထုကာမနဲ့လည်းမပတ်သက်ရဘူးကိလေသာကာမနဲ့လည်းမပတ်သက်ဘူးစဉ်းစားကြည့်လေလောကမှာလိုချင်စရာဆိုတာဆုံးနိုင်မှာမလားမဆုံးနိုင်ဘူးအဲ့လိုချင်စရာတွေကိုလိုချင်နေတဲ့တဏှာကရောအဆုံးသတ်နိုင်မှာမလားမသတ်နိုင်ဘူးလောကလူတွေမှာဒါကြောင့်မို့လို့အဲ့ဒါတွေကကင်းပြတ်သွားအဲ့ဒါတွေကင်းပြတ်သွားမှလူတွေကစိတ်ချမ်းသာမှုနဲ့ပြည့်စုံမှာအဲ့ဒါမှမရှိဘူးဆိုလို့ရှိရင်လူလောကမှာလူရည်လို့ဖြစ်လာပြီမဲ့လို့ချမ်းသာတယ်ဆိုတဲ့အနေအထားမရှိဘူးလိုချင်စရာအာယုန်တွေပေါ်မှာလိုချင်နေတာနဲ့မဆုံးနိုင်တဲ့ခရီးကြီးကိုရှောက်လန်းနေကြမှာပဲအဲ့ဒါကြောင့်မလို့မြတ်စွာဘုရားကအဲ့ဒီမဆုံးနိုင်တဲ့ခရီးကိုရှောက်လန်းနေကြတဲ့ပုဂ္ဂိုလ်တွေအကထံကတိဘယ်ရာမှသူတို့ဆုံးဖြတ်နိုင်စွာမရှိဘူးဒါဒီလိုဟုတ်ကဲ့လားဟိုလိုဟုတ်ကဲ့လားဒီလိုလားဟိုလိုလားဆိုတဲ့ကထံကတိတွေရှိနေဥမှာပဲအဲ့ဒါတွေကင်းပြတ်သွားအောင်လုပ်ဖို့လိုတယ်စိဏကုက္ကုစအေးဘဝအရေးတွေးပြီးတော့မိမိရဲ့လောက်ရတဲ့ပေါ်မှာမကောင်းတာလုပ်မိရင်လည်းစိတ်ပူရတယ်ကောင်းတာတွေမလုပ်ဖဲနေမိရင်လည်းစိတ်ပူရတယ်အဲ့ဒီစိတ်ပူရမှုဆိုတာတွေဟာဘယ်တော့မှအဆုံးမသတ်နိုင်ဘူးအများရန်ရှိနေတတ်တယ်ဟောအဲ့ဒါတွေကိုမရှိစေတတ်တဲ့အကြောင်းတရားဆိုတာဒီတရားတွေကိုဖယ်ရှားပြစ်မှာနော်လောဘတွေရှိနေမယ်ဒေါသတွေရှိနေမယ်မောဟတွေရှိနေမယ်လောဘရှိနေသည့်အတွက်ကြောင့်စိတ်ပူစရာတွေပေါ်မယ်ဒေါသရှိသည့်အတွက်ကြောင့်စိတ်ပူစရာတွေပေါ်မယ်မောဟတွေမာနတွေရှိနေသည့်အတွက်ကြောင့်စိတ်ပူစရာဒါဘယ်သူပဲဖြစ်ဖြစ်ဒီတိုင်းပဲနော်ဘယ်ဘာသာဝင်မဲ့ဖြစ်ဖြစ်တူတူပဲစိတ်ပူစရာတွေပေါ်နေမှာပဲအဲ့ဒီပေါ်နေတာတွေကိုပျောက်ကြောင်းပယ်ဖြတ်နိုင်တဲ့တရားမျိုးကိုငါဘုရားဟောတာလို့ဒီလိုဖြေလိုက်တော့အဲ့ဒီဒါနပါဏိဆိုတဲ့တာဂဝေမဲဟာသူနားမလဲနားမလဲတော့သူဘာလုပ်တော့ဆိုခေါင်းကလေးညိတ်ရှာကလေးထုတ်ဟုတ်လားမျက်ခုံးကိုပေါ်ပင့်တင်လိုက်တဲ့အခါကျဘုန်းကြီးတို့ကိုယ့်အကိုမှန်နေကြည့်လှုပ်ကြည့်ပေါ့မျက်လုံးကိုအပေါ်ပင့်တင်ပြီးတော့မျက်လုံးပြူးလိုက်လို့ရှင်နှစ်ဖူးမှာဟုတ်လားအတွန့်လေးတွေပေါ်မလာဘူးလားသူ့အမူအရာအဲ့တိုင်းပဲဘုရားရှိခိုးသူကတော့သူနားမလဲတဲ့စကားနဲ့ပြောလိုက်တဲ့အခါကျတော့သူရှေ့ဆက်မပြောနိုင်တော့သူဘာလို့ခေါင်းငိမ့်နေခေါင်းကလေးရမ်းပြီးတော့ဘာလို့တုံးဆိုရှာထုတ်လိုက်သေးတယ်ပြောင်းသွားတာပေါ့နော်သဘောက
ရှာထုတ်ပြီးတော့အလားကြီးပါလားလို့ပြောချင်တဲ့စကားမျိုးပေါ့ရှာထုတ်ပြီးတော့မျက်လုံးကိုပေါ်ပင့်တင်လိုက်တဲ့အခါမှာနှစ်ဖူးမှာဟုတ်လားအတွန့်ကလေး၃ခုပေါ်လာတယ်အဲ့ဒါလို့ပုံစံလုပ်ပြီးတော့ဒုက္ခလေးထောက်ပြီးတော့သူသွားတဲ့ခရီးဆက်ထွက်သွားတယ်တဲ့ဟောမြတ်စွာဘုရားနဲ့တစ်ပင်အောက်မှာပြောလိုက်တဲ့စကားလေးတစ်ခုညနေကျန်ရောက်တဲ့အခါကျတော့မြတ်စွာဘုရားကကျောင်းတော်ကိုပြန်ကြွတော့ယဟန်တန်ဃာတွေကတရားနာဖို့ရောက်လာအဲ့ဒီချိန်မှာမြတ်စွာဘုရားပြန်မိတ်အေးနေ့လေတော့ငါတစ်ပင်အောက်မှာထိုင်နေတော့ဒါနပါဏိဆိုတဲ့တာကွေမင်းလာတယ်ငါ့ကိုဒီလိုမေးခွန်းမေးတယ်ငါကဒီလိုဖြေလိုက်တယ်ဖြေလိုက်တဲ့အခါ तू ဒီမူရာနဲ့ပြန်ပြီးတော့ထွက်သွားတယ်ဆိုတာကိုမြတ်စွာဘုရားပြန်ပြီးတော့မေ့ရှိအဲ့လိုမေ့ရှိတဲ့အခါမှာအဲ့ဒီထက်မဲ့ရဟန်းတော်တစ်ပါးပါလာနားလေတဲ့ရဟန်းတော်တစ်ပါးပေါ့ဘုရားကိုပြန်ပြီးတော့မေးခွန်းမေးဖို့စိတ်ကူးရတဲ့ရဟန်းတော်တစ်ပါးဘာလို့လဲဆိုမြတ်စွာဘုရားဖြေထားတဲ့အဖြေကနားလေစရာမရှိဘူးလေဘုန်းကြီးတို့ပရိသတ်တွေရောအကုန်လုံးပြည့်ပြည့်ဝဝနားလည်အောင်မယ်လို့မထင်ဘူးမြတ်စွာဘုရားကဘလို့ဖြေထားတော့ဆိုအရှင်ဘုရားရဲ့ဝါဒပါလဲလို့ဆိုရင်ငါဝါဒဟာတဲ့ဘယ်သူနဲ့မှအငြင်းပွားစရာမရှိတဲ့ဝါဒမျိုးဖြစ်တယ်ဘယ်သူနဲ့မှအငြင်းပွားစရာမရှိအဲ့ဒါဘာဝါဒလို့ပြောတာမဟုတ်ဘူးငါဝါဒအတိုင်းပဲနေမယ်ဆိုလို့ရှိရင်ဘယ်သူနဲ့မှလောကကြီးမှာဘယ်သူနဲ့မှအငြင်းပွားစရာမရှိဘူးဆိုလောကကြီးဆိုတာတယောက်ကတောင်ဆိုရင်တယောက်ကမြောက်ပြောမှာပေါ့အငြင်းပွားစရာမရှိဘဲနေပါမလားရှင်းတယ်အခုမြတ်စွာဘုရားဘယ်သူနဲ့မှလောကကြီးမှာအငြင်းပွားစရာမရှိတဲ့ဝါဒမျိုးတွေဆိုဘာဝါဒမှမသိဘူးနော်နောက်ဘာဟောရုံဆိုတော့ခုနအေးစိတ်ပူပန်တာတွေဒါတွေမရှိအောင်ကာမဂုဏ်အာယုန်တွေကနေလွတ်လွတ်ကုံငင်ဖြစ်အောင်ဒီမလွတ်ကင်းတဲ့ပုဂ္ဂိုလ်တွေဆိုလို့ရှိရင်ဒီလောဘအထင်မြင်တွေဒေါသနဲ့ပတ်သက်တဲ့အထင်မြင်တွေမာမာနနဲ့ပတ်သက်တဲ့အထင်မြင်တွေဟာရှိနေမှာပဲဟောအဲ့ဒီလိုအထင်မြင်တွေပေါ်မလာအောင်ပေါ်မလာစေတတ်တဲ့တရားမျိုးကိုဟောတယ်ဆိုဘယ်တရားလဲဆိုတော့မသိဘူးဘယ်လိုတရားလဲဆိုမသိအဲ့တော့ယဟန်တော်တစ်ပါးကမြတ်စွာဘုရားကိုမေးတယ်အရှင်ဘုရားတဲ့အရှင်ဘုရားရဲ့ဝါဒဘသူနဲ့မှအငြင်းပွားစရာမရှိဘူးဆိုတဲ့ငြင်းပွားမှုကိုမဖြစ်စေတတ်တဲ့ဝါဒဆိုဘယ်လိုဟာကိုပြောတာပါလဲဗျာတဲ့နော်ဘယ်လိုလက်တွေ့ကျင့်သုံးမယ်ဆိုလို့ရှိရင်ကာမဂုဏ်အာယုန်တွေကနေလွတ်ကင်းပြီးတော့သို့လောတွေးတောမှုမရှိပဲစိတ်ပူစရာတွေလုံးဝကင်းပြတ်သွားပြီးတော့ဘဝပေါ်မှာတွေ့တာမှုတွေကနေလွတ်မြောက်သွားတယ်အဲ့ဒီလိုလွတ်မြောက်သွားတဲ့ပုဂ္ဂိုလ်ကိုလောဘအထင်မြင်တွေဒေါသနဲ့ပတ်သက်တဲ့အထင်မြင်တွေမာမာနနဲ့ပတ်သက်တဲ့အထင်မြင်တွေဟာဝဲမလာဘူးဆိုတဲ့အကြောင်းတရားကဘာပါလဲလို့ရှင်ဘုရားဟောတယ်ဆိုတဲ့တရားဘာပါလဲလို့ဒီလိုဖြေတဲ့အခါကျတော့မေးတဲ့အခါကျတော့မြတ်စွာဘုရားသခင်တော်မြတ်ကအတူလေးပဲပြန်ဖြေပြန်တယ်ယဟန်တော်ရဲ့အမေးကိုဖြေတဲ့အခါဘယ်လိုဖြေတော့ဆိုလောကမှာတဲ့ဒီအကြောင်းတွေကိုဆွဲပြုတ်ပြီးတော့ငါဆိုတဲ့အတွေးတွေငါဟာဆိုတဲ့အတွေးတွေငါဆိုတဲ့အတွေးတွေငါဟာဆိုတဲ့အတွေးတွေနော်ငါဆိုတဲ့ငါရဲ့အတ္တဆိုတဲ့အမြင်တွေဟာလူတွေကိုလွှမ်းမိုးထားတယ်တဲ့အဲ့ဒီလွှမ်းမိုးထားတဲ့သဘာဝတရားတွေလွှမ်းမိုးထားတဲ့လွှမ်းမိုးထားနိုင်တဲ့သဘာဝတရားတွေပေါ်မှာတဲ့တွေ့တာစရာနှစ်သက်စရာတတ်မဲ့စရာဆိုတာမရှိတော့ဘူးဆိုလို့ရှိရင်တဲ့အဲ့ဒါဟာတွေ့တာမှုရဲ့ရာဂနုတယလို့ခေါ်တဲ့တွေ့တာမှုရဲ့ဆုံးပဲပဋိက္ခနုတယဆိုတဲ့ဒေါသဖြစ်မှုရဲ့အဆုံးပဲအနုတယ9ပါးရဲ့အဆုံးပဲလို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကအဲ့လိုဖြေလိုက်တယ်
နော်ဘလို့ဖြေတယ်မာနနုတ္တရရဲ့အဆုံးပဲအဲ့ဒီငါဟာငါဥစ္စာဆိုတဲ့ဒီတွေ့တာမှုတွေဖြစ်เสียသဘာဝတရားကိုမတွေ့တော့ဘူးဆိုလို့ရှိရင်တွေ့တာမှုတွေမာနဖြစ်မှုတွေဒါတွေတင်ကင်းတာမဟုတ်ဘူးတဲ့တဦးနဲ့တဦးအငင်းပွားကြလို့ဒုတ်ဆွဲကင်တာလည်းမရှိဘူးတဲ့ဓာဆွဲကင်တာလည်းမရှိနိုင်ဘူးတဲ့ဟောအငင်းခုံနေဆိုတာလည်းလောကမှာမရှိတော့ဘူးတဲ့တယောက်နဲ့တယောက်မတက်အောင်ဂုံးတိုက်ပေးတာဆိုတာလည်းမရှိဘူးကြံ့ကြံ့ထန်ထန်တယောက်ကိုတယောက်နင်းငါနဲ့စိတ်တိုင်းထွာကြတာဆိုတာလည်းမရှိဘူးတဲ့နောက်ဆုံးမှာလူတွေရဲ့တဏ္ဍာမှာဖြစ်တဲ့ဥပ္ပန္တောကကိုရောက်စေတတ်တဲ့ဆိုးရုပ်တဲ့အကုသိုလ်တရားတွေဟာလုံးဝချုပ်ငြိမ်းပြီးတော့သွားတယ်ဒီမှာလည်းမြတ်စွာဘုရားကအဖြေလေးကိုအဲ့ဒါလောက်ပဲပေးပြီးတော့တရားပလင်မော်ကနေဆင်းပြီးတော့ကြောင်းခန်းနဲ့ဝင်သွားတယ်ကြောင်းခန်းနဲ့ဝင်သွားတယ်နော်အဲ့တော့ဒါလေးနဲ့ပတ်သက်ပြီးတော့တရားနာပိဋကတ်တွေမရှင်းသေးဘူးလေမရှင်းသေးဘူးဘုရားဟောသွားတာကအကြည့်ဘုရားဖြေသွားတာအကြည့်တတ္တဝါတယောက်ကိုတဲ့ဓာတွေကိုအကြောင်းပြုပြီးတော့တန်တရားကိုချက်ထွင်တတ်တဲ့မာနတွေတဏှာတွေဒိဋ္ဌိတွေဆိုတဲ့ပပ္ပစတရားတွေလွှမ်းမိုးခံထားရတယ်တဲ့အဲ့ဒီတဏှာမာနဒိဋ္ဌိတွေနဲ့မြင်နိုင်စရာဖြစ်တဲ့အမြင်မျိုးတဏှာမာနဒိဋ္ဌိတွေဒီတရားတွေပေါ်မှာမဖြစ်တော့ဘူးဆိုလို့ရှိရင်အဲ့ဒါအနုတ္တရတွေအလုံးကုန်ကြီးရဲ့အဆုံးပဲဒါဟာနိဗ္ဗာန်ပဲလို့ဒုက္ခဖြစ်เสียအကြောင်းမရှိတော့ဒါတွေမကဘူးတဲ့လောကကြီးမှာအငင်းပွားလို့ဒုတ်ဆွဲကင်တာဓာဆွဲကင်တာငင်းညခုံညဆဲကြဆိုးကြဂုံးတိုက်ကြရံဖြစ်ကြဆိုတာတွေလည်းလုံးဝမရှိတော့ဘူးအကုသိုလ်မှန်သမျှတွေဟာလည်းဒီမှာပဲချုပ်ဆုံးသွားတယ်လို့ဒီလိုရှင်းပြီးတော့မြတ်စွာဘုရားက80မဟောတော့ပဲနဲ့တရားပလင်ကထပြီးတော့ကျောင်းတော်တွေကိုဝင်သွားတယ်အဲ့တော့ရဟန်းတော်တွေကနားမလည်လိုက်ကြဘူးဘုရားဟောတော်တဲ့တရားနားမလည်လိုက်တဲ့အခါကျတော့ဘယ်သူမေးရပါမလဲဒီတရားနဲ့ပတ်သက်ပြီးတော့ဘုရားဟောတော်တဲ့အချင်းကျုပ်တရားစကားဟာအလွန်လေးနဲ့လွယ်မယောင်နဲ့ခက်တိမ်မယောင်နဲ့နဲ့နေတဲ့ဒီတရားကိုဘယ်လိုနားလည်ရမလဲဆိုတော့သူတို့မြတ်စွာဘုရားလက်ထက်တုန်းကအတိပ္ပယ်မရှင်းနေတာတွေကိုရှင်းလင်းပြတဲ့နေရာမှာတော်တော်ထူးချွန်တဲ့ယဟန်တော်တစ်ပါးရှိတယ်ရှင်မာကိစ္ဆန္ဒလို့ခေါ်တယ်သူကဗြဟ္မင်ပုံနာဘဝကလာရုပ်ရည်လည်းအမြဲတမ်းချုံမောတယ်အစစ်မြင့်ယဟန်နာပုဂ္ဂိုလ်ကြီးအသိဉာဏ်လည်းအမြဲတမ်းကျွယ်ဝတယ်ဒါကြောင့်မို့ယဟန်တွေကအေးရှင်မာကိစ္ဆန္ဒကိုတို့မေးမှပဲမြတ်စွာဘုရားဟောသွားတာအလွန်ကျဉ်းတော့တို့မလိုက်နိုင်ဘူးမမီဘူးတရားခက်တယ်ရှင်မာကိစ္ဆန္ဒမေးကြမယ်လို့ဆိုပြီးတော့ရှင်မာကိစ္ဆန္ဒရှိတဲ့စီကိုတော်တွေသွားကြသွားပြီးတော့ပြောကြတယ်ရှင်ဘုရားတဲ့မြတ်စွာဘုရားကအခုလို့မိန့်ကြားပြီးတော့ကျောင်းထဲဝင်သွားတယ်တဲ့တပည့်တော်တို့ဒါနားမလည်ဘူးတဲ့ဘုရားဟောသွားတဲ့စကားအကျဉ်းကလေးဖြစ်နေတယ်အဲ့ဒါတွေရှင်ဘုရားတပည့်တော်ကိုနားလည်အောင်ရှင်းပေးပါလို့ဘုရားတွေကသူ့ကိုဝိုင်းတောင်းဆိုကြအဲ့လိုတောင်းဆိုတဲ့အခါကျတော့ရှင်မကိစ္ဆန္ဒကဘာပြောတော့ဆိုနေသားမအောင်တဲ့အရှင်ဘုရားတို့ဘုရားစီကလာပြီးတော့တပည့်တော်စီလာပြီးရှင်းလင်းပြောကြဖို့တောင်းဆိုတာဘာနဲ့ဥပမာတူတုံးလို့ဆိုလို့ရှိရင်ရှင်ဘုရားတို့ဟာတကယ်အနှစ်သာရရှိတဲ့ဟုတ်လားတစ်ပင်ရဲ့ပင်စီမှာအနှစ်မရှာပဲနဲ့အရွက်ထဲလာအနှစ်ရှာတာနဲ့တူးမနေဘူးလားတဲ့ဘာဖြစ်လို့တော့ဆိုတော့တပည့်တော်ကမြတ်စွာဘုရားရဲ့ဒီအဆွဲအပွားဆိုတော့အရွက်လောက်အကိုင်းလောက်အခက်လောက်ရှိတာမြတ်စွာဘုရားဆိုတဲ့ပင်စီအနှစ်ပြည့်တဲ့ပုဂ္ဂိုလ်ကြီးနာလာပြီးတော့သူစီလာပြီးတော့ဒီလိုလာမေးတာဟာဟုတ်လားပင်စီထဲမှာအနှစ်မရှာပဲနဲ့အခက်ရွက်ထဲမှာလာအနှစ်ရှာတာနဲ့မတူဘူးလားတဲ့လောကမှာမြတ်စွာဘုရားတရားဓမ္မတွေအကုန်လုံးသိတယ်မြတ်စွာဘုရားစီပဲမေးဖို့ကောင်းတယ်ပေါ့တရားဓမ္မတွေကဘုရားပဲအကုန်သိနိုင်တယ်ပေါ့အဲ့လိုပြောတဲ့အခါကျတော့ယဟန်တွေကမဟုတ်ပါဘူးတဲ့
ရှင်ဘုရားရှင်းလင်းပြီးတော့ပြောနိုင်ပါတယ်တဲ့တပည့်တော်တို့တောင်းမှမရစေရှင်ဘုရားရှင်းပြောပါလို့ဆိုအဲ့တော့ရှင်မကိစ္ဆန္ဒကရှင်းပြောတာလေးကြတော့ဘုန်းကြီးတို့တွေနားလည်เสียဖြစ်သွားတယ်နားလည်เสียဖြစ်သွားအလုံးသိကြတယ်ပပင်စတရားဆိုတာတဏှာရဲ့မာနရဲ့ဒိဋ္ဌိဒီသုံးမျိုးရှိတယ်နော်ရှင်မကိစ္ဆန္ဒရှင်းပုံကိုနားလည်ဖို့ဘုန်းကြီးတို့တွေစဉ်းစားထားပါတဏှာရဲ့မာနရဲ့ဒိဋ္ဌိရဲ့ဒီသုံးမျိုးကိုပပင်စတရားလို့ခေါ်တယ်ပပင်စဆိုတာဘာလဲလို့ဆိုရင်တန်တရားကျယ်သွားအောင်လုပ်တဲ့တရားတွေဘဝတွေအဆုံးမတတ်နိုင်အောင်တန်တရားကျော်ရှည်သွားအောင်လုပ်တဲ့တရားတွေလို့ဒီလိုဆိုလို့ဘယ်လိုတန်တရားရှည်သွားတာလဲဆိုလို့ရှိရင်အေးဒီဘဝမှာလည်းပဲမွေးပြီးတော့အိုပြီးတော့နောက်သေသွားတယ်နောက်ဘဝလည်းပြန်မွေးမယ်နောက်သေဦးမယ်ပြန်မွေးမယ်သေမယ်ပြန်မွေးမယ်သေမယ်မဆုံးနိုင်တဲ့ဘဝခရီးကိုရှောင်လန်းနေကြအဲ့ဒီလိုရှောင်လန်းနေစေတတ်တဲ့တရားဟာလူတိုင်းမှာရှိအဲ့သုံးမျိုးပဲရှိအဲ့သုံးမျိုးကဘာလဲလို့ဆိုရင်တဏှာရဲ့မာနရဲ့ဒိဋ္ဌိအဲ့ဒီသုံးမျိုးအဲ့တော့တဏှာကဘုန်းကြီးတို့တွေမှာတဏှာဆိုတဲ့သဘာဝတရားရှိနေလို့ရှိရင်ဘယ်လိုတွေးတတ်တယ်လဲဘယ်လိုမြင်တယ်လဲလို့ဆိုရင်တဏှာကဧတံမမငါဟာလို့ပဲအမြဲတမ်းမြင်တယ်ဘာကိုကြည့်ကြည့်သူကငါဟာလို့ပဲမြင်တယ်ဆိုတော့ကိုယ့်ဘဝကိုတွေးရင်ကိုငါဘဝကိုယ်ခန္ဓာကိုယ်မှာရှိတဲ့အင်္ဂါရပ်တွေကိုကြည့်မယ်ဆိုရင်လည်းငါမျက်လုံးငါနာငါနှာခေါင်းဟုတ်လားသူကအားလုံးဟာငါဟာလို့ကြီးပဲသတ်မှတ်တယ်အကုန်လုံးတဏှာရဲ့အမြင်ကအဲ့ဒါလိုသတ်မှတ်ဘုန်းကြီးတို့တွေလည်းကြည့်တယ်ကိုယ်တဏ္ဍာမှာဖြစ်သမျှခန္ဓာမှာရှိသမျှတရားတွေကိုငါဟာလို့ပဲထင်တာပဲဒါကြောင့်မလို့ပြောတယ်ဟေးငါမျက်လုံးငါနှာခေါင်းငါနာနော်ဒါအတွင်းကိုယ်တဏ္ဍာမှာရှိတဲ့သဘာဝတရားတွေကိုပြောတယ်နော်ငါသွေးငါသားငါနှလုံးငါရဲ့ခန္ဓာဟောအပြင်ပစ္စည်းတွေကြတော့ဒါကငါဥစ္စာငါသားငါသမီးငါကားငါတိုက်ငါအိမ်ဆိုဟောဒါဘု து ရဲ့အမြင်လဲလို့ဆိုရင်တဏှာရဲ့အမြင်လို့ခေါ်တယ်အဲ့ဒီတဏှာရဲ့အမြင်ပဲနောက်တစ်ခါမာနရဲ့အမြင်ကြတော့အဲ့ဓာတွေပေါ်မှာငါလို့သတ်မှတ်တယ်ငါလို့သတ်မှတ်တယ်ငါလို့ရင်ဖြစ်တယ်အလုံးကဖြစ်နိုင်တယ်လို့ဒီလိုယူဆတာကမာနရဲ့အတွေးပဲဧသောဟမတမိဒါငါပဲလို့အရေးချင်းနဲ့ပတ်သက်ပြီးတော့တွေးတာနောက်မှားရင်တဲ့ဒိဋ္ဌိအမြင်နဲ့ကြတော့ဧသောမြေအတ္တဒါငါရဲ့အတ္တပဲငါရဲ့အတ္တဆိုတာငါရဲ့ဘဝထဲမှာဆိုတော့သာဝရမြဲနေတဲ့အရာလေးရှိတယ်ဆိုတော့ဝိညာဉ်လေးရှိတယ်အဲ့ဒီဝိညာဉ်လေးကဒီဘဝလှုပ်တဲ့ကုသိုလ်အကုသိုလ်ကံတွေကိုဒီဝိညာဉ်လေးကနောက်ဘဝမှာခံနေဆံနေဟောဒီလိုမြင်တာမျိုးအဲ့ဒါလို့တဏမာနဒိဋ္ဌိဆိုတဲ့ဒီသဘာဝတရား၃မျိုးပပ္ပင်္စလို့ခေါ်တယ်အဲ့ဒီပပ္ပင်္စဆိုတဲ့ငါဆိုတာဘသူကိုတတ်မှတ်ငါဟာဆိုတာဘသူကိုတဏှာကမြင်တာလဲငါဆိုတာကိုရောဘသူကိုမြင်တာလဲငါရဲ့အတ္တလို့ဆိုတာလဲဘသူကိုမြင်တာလဲလို့ဆိုလို့ရှိရင်ကဲဘုန်းကြီးတို့တွေမှာရှိတဲ့အရာတွေကိုစဉ်းစားကြည့်လိုက်။ဘာရှိလဲ။မျက်လုံးရှိတယ်နော်။နားရှိတယ်။နှာခေါင်းရှိတယ်။လျှာရှိတယ်။ကိုယ်ရှိတယ်။စိတ်ရှိဒီပြင်ဘာရှိသေးတယ်ဒါပဲမဟုတ်ဘူး။အလုံးမှာကိုယ်တဏ္ဍာမှာရှိတာမျက်စိနားနာလျှာကိုယ်စိတ်ဒါပဲရှိတယ်အကုန်အချင်းချင်းပြောလို့ရှိရင်နော်။ခန္ဓာမှာမျက်စိနားနာလျှာကိုယ်စိတ်ရှိတယ်။ဒါဖြင့်မျက်စိနားနာလျှာကိုယ်စိတ်အပြင်နောက်ထပ်မျက်စိထဲမှာပေါ်လာတဲ့အဆင့်အာယုံနားနဲ့ကြားရတဲ့အသံအာယုံနှာခေါင်းနဲ့နမ်းရှူရတဲ့အနတ်အာယုံလျှာနဲ့လျက်ရတဲ့အရသာအာယုံခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့အထိတွေ့အာယုံစိတ်နဲ့သိရတဲ့အာယုံလို့ဆိုတော့ပေါင်းလိုက်တော့အာယုံ6အစ္ဆတိကာယတနာဘာဟိတယတနာဟောဒီဟာတွေရှိလားအဲ့တော့လူလို့ပြောတဲ့ထဲမှာဒါပဲရှိတာပဲလေအစ္ဆတိကာယရဏ6ပါးဘာဟိရဏ6ပါးမျက်စိနာနာလျှာကိုယ်စိတ်အဲ့ဒါရှိတယ်လို့အစင်း
အတန်အနတ်အရသာအထိအတွေ့သဘာဝတရားအဲ့ဒီ6မျိုးပဲရှိအလုံးပေါင်းတော့12မျိုးအဲ့ဒီ12မျိုးဟာဒီ12မျိုးပေါ်မှာဘုန်းကြီးတို့တွေငါဟာလို့တဏှာနဲ့မြင်တာလေဟောဒီ12မျိုးပေါ်မှာပဲမြင်တာပဲ12မျိုးပေါ်မှာပဲမြင်တာပဲပစ္စည်းတွေသာမျိုးမျိုးနာမည်တွေတက်သွားလို့ကိုနာမည်မတက်ဘူးဆိုလို့ရှိရင်သဘာဝတွေစုပြီးပြောမယ်ဆိုလို့ရှိရင်ဒီ12မျိုးပဲငါလို့မြင်တာလဲဒီ12မျိုးပဲငါရဲ့အတ္တလို့မြင်တာလဲဒီ12မျိုးတွေကပဲမြင်တာပဲအဲ့ဒါကြောင့်မလို့ရှင်မဂ္ဂစီကဖြေတယ်ငါရှင်တို့တဲ့မျက်စိရှိမယ်မျက်စိနဲ့အဆင်းအာယုံဆုံလိုက်လို့ရှိရင်မြင်သိစိတ်ဆိုတာပေါ်လာတယ်ဒါရှင်းရှင်းလေးပဲလေမျက်စိမှာအဆင်းအာယုံပေါ်လိုက်တာနဲ့တပြိုင်နက်မြင်သိစိတ်ပေါ်လာတယ်မြင်သိစိတ်ပေါ်လာတော့ဒီသုံးခုဆုံပြီးလိုက်တဲ့အခါမှာဖတ်တာလို့ဆိုတဲ့အာယုံနဲ့စိတ်နဲ့တွဲဆုံမှုရလာအဲ့ဒီအာယုံနဲ့စိတ်နဲ့တွဲဆုံမှုရလာလို့ရှိရင်ဝေဒနာလို့ဆိုတဲ့ခံစားမှုလေးပေါ်လာတယ်အဲ့ဒီဝေဒနာဆိုတဲ့ခံစားမှုလေးကိုစိတ်ကနေမှတ်သားထားတယ်ကောင်းတယ်ကောင်းတယ်မကောင်းရင်မကောင်းဘူးစိတ်ကလေးကမှတ်သားထားတယ်အဲ့ဒီမှတ်သားထားတဲ့အတိုင်းမလုပ်လဲတွေးတယ်ကြံစည်တယ်စိတ်ကူးတယ်မကောင်းတာလေးဆိုရင်လေစိတ်ကူးတာပဲလူတွေကလေမျက်စိကမြင်တဲ့အာယုန်လေးပေါ်မှာစိတ်ကူးတယ်အဲ့ဒီလိုစိတ်ကူးပြီးတော့မလုပ်လဲဆိုလို့ရှိရင်စိတ်ကူးတဲ့နောက်မှာဘာတွေလာတော့လို့ငါဟာလို့ယူဆလာတယ်ငါလို့ယူဆလာတယ်ငါရဲ့အတ္တလို့ယူဆလာတယ်ဆိုတဲ့ပပင်စဆိုတဲ့အတွေးတွေအထင်တွေအမြင်တွေဘုန်းကြီးတို့တဏ္ဍာမှာဆက်ခါဖြစ်ပေါ်ပြီးတော့လာအဲ့ဒီလိုဆက်ခါဖြစ်ပေါ်လာတာဟာဒါပပင်စတရားတွေရဲ့အလွှမ်းမိုးခံရတယ်လို့ပြောတာဆိုလိုတာကအစ္ဆတိကာယရဏ6ပါးဘာဟိရဏ6ပါးအဲ့ဒီပုံမှာတဏမာနဒိဋ္ဌိတွေတွေ့တာတဲ့တဏမာနဒိဋ္ဌိတွေရှိတာဖြစ်ပေါ်လာကဲကောင်းပြီမျက်စိမရှိဘူးဆိုလို့ရှိရင်မြင်စရာအာယုံလည်းမရှိဘူးဆိုရင်မြင်သိစိတ်လည်းမပေါ်ဘူးဆိုရင်ဖတ်တာလို့ပြောစရာရှိအောင်မလားမရှိဘူးဖတ်တာလို့ပြောစရာမရှိလို့ရှိရင်ဝေဒနာဆိုတဲ့စိတ်ရဲ့အတွေ့အကြုံရှိအောင်မလားမရှိဘူးဝေဒနာဆိုတဲ့အတွေ့အကြုံပြောစရာမရှိရင်စိတ်ထဲမှာအဲ့ဒီဝေဒနာကိုမှတ်သားထားတာရှိပါမလားမရှိဘူးအဲ့ဒီမှတ်သားထားတာမရှိရင်ဒီပေါ်မှာစိတ်ကူးနေပါအောင်မလားစိတ်မကူးတော့ဘူးအဲ့ဒီစိတ်မကူးနေဘူးဆိုတဲ့အချိန်မှာငါဟာလို့ဆိုတဲ့အမြင်ငါဆိုတဲ့အမြင်ငါရဲ့အတ္တဆိုတဲ့အတွေးတွေပေါ်လာပါအောင်လားမပေါ်လာတော့ဘူးဒီလိုဆိုလိုတာနော်မြတ်စွာဘုရားရဲ့စကားကိုကျဲချဲ့လိုက်တဲ့အခါကျတော့အဲ့လိုပြောတယ်ဒီတိုင်းပဲနားလည်ရမယ်မျက်စိရှိလို့အဆင်းအာယုံရှိလို့မြင်သိစိတ်ရှိလို့ဖတ်တာဆိုတာခေါ်ရတယ်ဖတ်တာရှိလို့ဝေဒနာဆိုတာခေါ်ရတယ်ဝေဒနာရှိလို့တင်ညာဆိုတာပေါ်လာရတယ်တင်ညာရှိလို့ဝိတက်အတွေးခေါ်ဆိုတာပေါ်လာရတယ်အတွေးရှိသည့်အတွက်ကြောင့်ငါဟာငါရဲ့ဥစ္စာဆိုတဲ့အတ္တဆိုတဲ့အတွေးတွေပေါ်လာတာတဲ့အဲ့ဒီတွေးတွေပေါ်လာတာဟာဒါအာရဏ6ပါးဘုန်းကြီးတို့တွေတဏ္ဍမှာဖြစ်တဲ့မျက်စိနာနာလျှာကိုယ်စိတ်နဲ့အာယုံ6ပါးပေါ်မှာညှိပြီးတော့ဖြစ်တာတဲ့ဒါအဲ့တော့အကယ်၍ဒီအာယုံ6ပါးမရှိတော့ဘူးဆိုလို့ရှိရင်ဒီတွေးเสียဖြစ်ပေါ်လာတဲ့အကြောင်းတစ်ခုမှမရှိဘူးဖြစ်ပေါ်လာတဲ့အကြောင်းတစ်ခုဖြစ်ပေါ်လာတဲ့အကြောင်းမရှိရင်မြင်တဲ့အာယုံတွေပေါ်မှာလည်းပဲတွေးတောပြီးတော့မျက်စိနဲ့မြင်တဲ့အာယုံတွေပေါ်မှာလည်းပဲတွေးတောဆင်ញင်တာဆိုတာခုနကပပ္ပစ္စတရားတွေဖြစ်เสียအကြောင်းမရှိဘူးမာနဖြစ်เสียမရှိဘူးဒိဋ္ဌိဖြစ်เสียမရှိဘူးတဏှာဖြစ်เสียမရှိဘူးနားနဲ့ကြားရတဲ့အတန်တွေနှာခေါင်းနဲ့နမ်းရှူရတဲ့အနံ့တွေလျှာနဲ့လျက်ရတဲ့အရာတွေခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့အထိတွေ့တွေစိတ်နဲ့ကြံစီလို့သိရတဲ့အတိအာယုန်တွေပေါ်မှာလည်းပဲအခုပြောတာတွေမဖြစ်လာတော့ဘူးဒီလိုဆိုလို့နော်အဲ့ဒီလိုမဖြစ်လာတော့ဘူးလို့ဆိုတဲ့အခါမဖြစ်လာတော့ဘူးမဖြစ်လာတော့ရင်ကြည့်တဏှာလည်းမဖြစ်ဘူးမာနလည်းမဖြစ်ဘူးဒိဋ္ဌိလည်းမဖြစ်တော့ဘူးလို့ဆိုလိုက်လို့ရှိရင်တဏှာအမြင်နဲ့မြင်เสียမျက်စိကမြင်တဲ့အာယုံဆိုတာမရှိတော့ဒ
တဏှာအမြင်နဲ့သိမ့်ပိုက်ထားเสียနားကြတဲ့အတန်ဆိုတာမရှိဘူးသဘာဝတရားကိုသဘာဝတရားလို့ဝိပဿနာဉာဏ်နဲ့မြင်လိုက်တာနဲ့တပြိုင်နက်တဏှာအတွေးဆိုတာမလာဘူးမာနအတွေးဆိုတာလည်းမလာဘူးဒိဋ္ဌိအတွေးဆိုတာလည်းမလာဘူးအဲ့ဒီအတွေးတွေမလာတော့ဘူးဒီလိုဆိုလို့လားเนาะအဲ့ဒီအတွေးတွေမလာဘူးဆိုတာနဲ့တပြိုင်နက်ကြည့်ဘာဖြစ်လာတော့ဆိုတော့ခုနကအပ္ပင်စဆိုတဲ့တဏှာမာနဒိဋ္ဌိဆိုတာကင်းပြတ်အဲ့ဒီတဏှာမာနဒိဋ္ဌိဆိုတဲ့သဘာဝတရားတွေကင်းပြတ်သွားတာနဲ့တပြိုင်နက်အနုတ္တယဆိုတာလေမိမိတို့ရဲ့တဏှာမှာလောဘတွေဒေါသတွေမောဟတွေမာနတွေဒါတွေတခုမှမရှိတော့ဘူးအဲ့ဒါတွေမရှိတော့ဘူးအလုံးကိလေသာတွေချုပ်ငြိမ်းသွားပြီဆိုလို့ရှိရင်ကိလေသာတွေအလုံးချုပ်ငြိမ်းသွားတာဒီဟာတကယ်ရဲ့အငြိမ့်တတ်ပဲကိလေသာရှိနေသေးတဲ့မြတ်စိတ်နှလုံးပူလောင်မှုဆိုရှိနေဘူးစိတ်နှလုံးပူလောင်မှုရှိနေသေးတဲ့မြတ်ဘယ်ပုဂ္ဂိုလ်မှချမ်းသာဒုက္ခရကြမှာမဟုတ်ဘူးအဲ့တော့မြတ်စွာဘုရားဆိုလိုတဲ့ပပ္ပင်စဖြစ်ကြောင်းတရားဆိုတာတဏမာနဒိဋ္ဌိနဲ့ဆွဲလန်းเสียတရားဆိုတာတခြားကိုပြောတာမဟုတ်ဘူးဟောဒီအစ္ဆတိကာယရဏ6ပါးနဲ့ဘာဟိတယရဏ6ပါးဒါကိုပြောတာရှင်မကိစ္ဆာနာကရှင်းပြီးတော့ပြအဲ့တော့အကျဉ်းချုပ်အဖြစ်ဘုန်းကြီးတို့တွေအစ္ဆတိကာယရဏ6ပါးလို့ဆိုတဲ့မျက်စိနာနာလျှာကိုယ်စိတ်ဘာဟိရဏ6ပါးလို့ဆိုတဲ့အစင်းအတန်အနတ်အရသာအထီးတွေ့စိတ်နဲ့သိရတဲ့အာယုံဆိုတဲ့ဒီအရာတွေပေါ်မှာငါလို့ပြောเสียလည်းတခုမှမတွေ့ဘူးငါဟာလို့ပြောเสียလည်းတခုမှမတွေ့ဘူးငါရဲ့အတ္တလို့ပြောเสียလည်းတခုမှမတွေ့တော့ဘူးဆိုလို့ရှိရင်ကိလေသာအတော်တွေဟာလုံးဝဖြစ်เสียချောင်းမရှိတော့ဘူးဒီလိုပြောအဲ့ဒီမဖြစ်ချင်းတည်ပင်လေကိလေသာအတော်တွေမဖြစ်ချင်းတည်ပင်လေဘဝရဲ့လမ်းဆုံးတစ်ခုပဲလို့ဟောယဟန်တော်တွေကိုဒီလိုရှင်းပြလိုက်တဲ့အခါကျတော့နောက်ဆုံးမှာရှင်မကိစ္ဆနာပြောတယ်ကိုတော်တို့တပည့်တော်ပြောတဲ့ဒါတပည့်တော်ရဲ့ထင်မြင်ယူဆချက်အတိုင်းပြောလိုက်တာပါမကျေနပ်လို့ရှိရင်မြတ်စွာဘုရားစီသွားမေးကြပါဦးဒါနဲ့လည်းမကျေနပ်ပါနဲ့ဘုရားကိုရှောက်ကြည့်ပါဦးလို့ဆိုအဲ့ဒီကိုတော်တွေသူဖြေလိုက်တဲ့ရှင်းလင်းပြတဲ့စကားအတိုင်းမြတ်စွာဘုရားကိုသွားလျှောက်တဲ့အခါကျတော့မြတ်စွာဘုရားကအေးကိစ္ဆနာအမတမတော်တယ်ပညာရှိပါပြီလေငါဟောတာဒီဟာပါပဲလို့မြတ်စွာဘုရားအတည်ပြုပေးတယ်နော်အတည်ပြုပေးအဲ့တော့ဒီသုတ္တမှာဘုန်းကြီးတို့တွေအနှစ်ချုပ်ကိုချုပ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ပပ္ပင်္စတရားတွေရဲ့အလွှမ်းမိုးမခံရအောင်ပပ္ပင်္စတရားတွေရဲ့အလွှမ်းမိုးကိုခံရစေတတ်တဲ့တရားတွေကဘာတွေလဲလို့ဆိုလို့ရှိရင်မျက်စိနာနာလျှာကိုယ်စိတ်အဲ့ဒီမျက်စိနာနာလျှာကိုယ်စိတ်တို့ရဲ့အာယုံဖြစ်တဲ့အစင်းအတန်အနံ့အရာတာအထိအတွေ့စိတ်ရဲ့အာယုံဓမ္မအာပေါင်းလိုက်တော့ဒီ12ခုအဲ့ဒီ12ခုအပေါ်မှာငါဆိုတာပြောเสียတခုမှမရှိဘူးငါလို့ပြောเสียတခုမှမရှိဘူးသို့သောလူတွေကဒါငါလို့ပြောနေကြတယ်ငါဥစ္စာလို့ပြောเสียလည်းတခုမှမရှိဘူးငါရဲ့အတ္တလို့ပြောเสียလည်းတခုမှမရှိဘူးအလုံးမှာသင်္ခါရတရားသဘာဝတရားတသက်မြတာဖြစ်တဲ့ငါဥစ္စာဆိုတာအတွေးမြတာဖြစ်တဲ့အမှန်ကန်မဟုတ်ဘူးလို့ဒီလိုမြင်လာပြီးဆိုလို့ရှိရင်ဒါဘဝတစ်ခုရဲ့ဒီပူပန်မှုတွေအဆုံးသတ်ဖို့အတွက်ပဲကိလေသာအတော်တွေအဆုံးသတ်သွားလို့စိတ်နှလုံးရဲ့ပူပန်မှုတွေအဆုံးသတ်အဲ့တော့ဒီအမြင်ကိုဘယ်သူပဲမြင်ဘုရားဘာသာတွေပဲမြင်တခြားဘာသာဝင်တွေပဲမြင်ဒီအမြင်မျိုးကိုမြင်ပြီးဆိုလိုက်တာနဲ့တပြိုင်နက်စိတ်နှလုံးအေးချမ်းမှုရသွားမှာပဲဒါသိကြပါဦးနော်အဲ့တော့စိတ်နှလုံးအေးချမ်းမှုရဖို့အတွက်မှန်ကန်သောအမြင်တစ်ခုမြင်ဖို့လိုအပ်တယ်ဒါကိုဆိုလိုတာမြတ်စွာဘုရားနော်အဲ့တော့ပေါင်းကြည့်လိုက်မယ်ဆိုလို့ရှိရင်ဘုန်းကြီးတို့တွေဒါဝိပဿနာကျင့်စဉ်တရားကိုမြတ်စွာဘုရားဝိပဿနာကျင့်စဉ်ဘုန်းကြီးတို့တရားကျင့်တာဘာအတွက်ကျင့်ရလဲလို့ဆိုရင်မျက်စိအပေါ်မှာငါဆိုတဲ့ငါဟာငါလို့ထင်တဲ့မာနငါဟာလို့ထင်တဲ့တဏှာငါရဲ့အတ္တလို့ထင်တဲ့ဒိဋ္ဌိဒါကိုပြောက်အောင်လုပ်အောင်အဲ့တော့ပြောက်အောင်လုပ်တယ်ဆိုတာသူကသူပြောက်မှာမဟုတ်ဘူးဘယ်လိုပြောက်အောင်လုပ်ရမလဲဟောမျက်စိဆိုတာ
ရုပ်တရားတက်တက်မြတာဖြစ်တယ်ဆိုင်ရာဆိုင်ရာအကြောင်းတရားတွေကြောင့်ဖြစ်တာမမြဲတဲ့သဘောတရားထာဝရပြောင်းလဲနေတဲ့အရာသာဖြစ်တယ်ငါလို့ပြောစရာလည်းတစ်ခုမှမရှိဘူးငါဟာလို့ပြောစရာလည်းတစ်ခုမှမရှိဘူးငါရဲ့အတ္တလို့ပြောစရာလည်းမရှိဘူးသူဟာထာဝရပြောင်းလဲပြီးအကြောင်းရှိနေသည်များသာဖြစ်ပြီးအကြောင်းချုပ်သွားရင်သူလည်းချုပ်သွားမှာပဲဝိပဿနာဉာဏ်အမြင်နဲ့ဒီလိုမြင်ဖို့လိုအပ်တယ်ယုံနာတက်တက်များတာဖြစ်တယ်လို့မြင်ရမယ်အဲ့ဒီလိုမြင်အောင်ဘာတွေကလိုအပ်တော့ဆိုလို့ရှိရင်မှန်ကန်တဲ့အတွေးတွေးလို့တမ္မာသင်္ကပ္ပမှန်ကန်တဲ့အတွေးတစ်ခုတွေးပြီးတော့ဘာမြင်ဖို့လိုအပ်တယ်လို့ဆိုရင်မမြင်အောင်ကြိုးစားအထုတ်ဖို့တမ္မာဝါယာမကြိုးစားအထုတ်ပြီးဆိုရင်ဒီသဘာဝတရားပေါ်မှာအမြဲတမ်းတတိကပ်နေတဲ့တမ္မာတတိစိတ်တည်ငြိမ်မှုရတဲ့တမ္မာသမာဓိမှန်ကန်တဲ့အတွေးဆိုတဲ့တမ္မာသင်္ကပ္ပအဲ့ဒါဒီသဘာဝတရားတွေစွမ်းအားထက်လာအောင်လေ့ကျင့်ပြီးတော့ယူရအဲ့ဒါလို့လေ့ကျင့်လိုက်တဲ့အခါမှာတမ္မာဒိဋ္ဌိဆိုတဲ့မှန်ကန်တဲ့အသိဉာဏ်အမြင်တစ်ခုကိုယ်တဏ္ဍာမှာဖြစ်ပေါ်လာတယ်သိကြအဲ့ဒါကိုပဲဝိပဿနာရှုတယ်လို့ပြောတာဝိပဿနာရှုတယ်ဆိုတာတမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပတမ္မာဝါယာမတမ္မာတတိတမ္မာသမာဓိလို့ဆိုဒီသဘာဝတရား၅ခုနဲ့အလုပ်လုပ်တာကိုပြောတာဘယ်မှာအလုပ်လုပ်ရမယ်လဲဆိုရင်မျက်စိမှာအလုပ်လုပ်ရမယ်နားပေါ်မှာအလုပ်လုပ်ရမယ်နှာခေါင်းမှာအလုပ်လုပ်ရမယ်လျှာမှာအလုပ်လုပ်ရမယ်ခန္ဓာကာယပေါ်မှာအလုပ်လုပ်ရမယ်မနာပေါ်မှာအလုပ်လုပ်ရမယ်ပြီးတော့အစင်းအတန်အနတ်အရသာအထီးအတွေ့စိတ်နဲ့သိရတဲ့အာယုန်ဒီပေါ်မှာအလုပ်လုပ်ရမယ်ဆိုလိုတာကဣစ္ဆတိကာယရဏ6ပါးဘာဟိရဏ6ပါးအတွင်းအာရဏ6ခုအပြင်အာရဏ6ခုအဲ့ဒီ12ခုပိုင်နိုင်သဘာဝတရားကိုသဘာဝတရားပဲလို့သိလာအဲ့ဒီသဘာဝတရားရဲ့မမြဲတဲ့အနိစ္စသဘောကိုမပိုင်ဒီမမြဲမှုနှိမ့်ဆက်နေတဲ့ဒုက္ခသဘောကိုမပိုင်တဲ့အနတ္တသဘောသို့မဟုတ်ကိုထင်တဲ့အရာတွေတခုမှမရှိတဲ့တုံညသဘောကိုဟာမဟုတ်တဲ့ပရသဘောအဲ့ဓာတွေကိုရှင်းရှင်းလင်းလင်းကြီးမြင်လာပြီဆိုရင်ဒီဟာတွေပေါ်မှာတွေ့တာမှုဆိုတာပြတ်တယ်တွေ့တာမှုပြတ်သွားတာနဲ့တပြိုင်နက်ဘုန်းကြီးတို့တွေတောကဆိုတာလည်းရော့ကြလာမှာပဲအဲကြောင့်မလို့အသိဉာဏ်ကိုကျင့်ကြံကြုတ်ကုတ်အထုတ်ခြင်းဖြင့်ဝိပဿနာကျင့်ကြံကြုတ်ကုတ်အထုတ်ခြင်းဖြင့်ဒီမိမိတို့တဏ္ဍာမှာဖြစ်ပေါ်နေတဲ့သဘာဝတရားတွေကိုသဘာဝတရားလို့မြင်ပြီးတော့တွေ့တာမှုတွေကိုဖြုတ်နိုင်ပြီဆိုလို့ရှိရင်ဉာဏ်နဲ့ကိလေသာတွေခန္ဓာကိုယ်ထဲမှာဉာဏ်နဲ့ကိလေသာတွေကိုလည်းဖယ်ရှားနိုင်တယ်ဖယ်ရှားနိုင်တဲ့အခါမှာနောက်ဆုံးစိတ်နှလုံးရဲ့အေးချမ်းမှုထာဝရငြိမ်းတဲ့အငြိမ့်တတ်လို့ဆိုတဲ့တဏ္ဍိဒုက္ခပြမောက်ပြုနိုင်မှာဖြစ်တယ်ဒါဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့လမ်းစဉ်ပဲဖြစ်တယ်အဲ့ဒီလမ်းစဉ်အတိုင်းအခုမဓုပိဏိကသုတ်တံမှာမြတ်စွာဘုရားကဒီတရားကိုဝိပဿနာကျင့်စဉ်အနေနဲ့အကျဉ်းအားဖြင့်ဟောထားတာဖြစ်လို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့သည်မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ဝိပဿနာရဲ့အာယုံဖြစ်တဲ့မျက်စိနာနာလျှာကိုယ်စိတ်အစင်းအတန်အနတ်အရသာအထီးအတွေ့စိတ်ရဲ့အာယုံလို့ဆိုတဲ့ဒီသဘာဝတရားတွေပေါ်မှာမှန်ကန်တဲ့အမြင်နဲ့ရှုရှင်သုံးသပ်ပြီးတော့တဏမာနဒိဋ္ဌိတွေကိုဖယ်ရှားလိုက်နိုင်ပြီဆိုလို့ရှိရင်တကယ်ထာဝရငြိမ်းတဲ့အငြိမ့်တတ်ကိုလူတိုင်းတွေ့ရှိကြမှာဖြစ်တယ်လို့ယုံကြည်ပြီးကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း